အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်မိသားစုဝင်နဲ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာကကျွန်တော်တာဝလန်ရေးတိုက်ပွဲတွေကအရှိန်အဟုန်မြင့်ပြင်းထန်နေတယ်ဆိုတော့မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတာနဲ့အလားတူကျွန်တော်တို့စကလုံးတိုက်ပွဲတွေလည်းဆွေးနွေးနေကြတယ်ဒီနေ့မှာထွက်ပေါ်လာတဲ့အကြောင်းအရာတစ်ခုအဲ့ဒါကဘာလဲဆိုတော့ကျွန်တော် KNI ကနေပြီးတော့ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ခွေးတက်သားစစ်တုံးမန်းတွေနဲ့ပတ်သက်ပြီးတော့ပါဆိုတော့အကြမ်းဖက်စစ်ခွေးတက်စစ်တုံးမန်းတွေထွက်ပြေးနိုင်ဖို့ကိုဒေါ်လာတောင်းနဲ့ချီပြီးတော့လက်ထိုးညှိနှိုင်းခဲ့တယ်ဆိုတဲ့ရေးသားဖော်ပြမှုတွေထွက်ပေါ်လာပါတယ်ဆိုတော့ဒီရေးသားဖော်ပြမှုတွေရဲ့အစကစစ်ခွေး lobby ဘက်ကစလာဖြစ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဒါသတိကြီးကြီးနဲ့ချင်းကပ်ရမှာဖြစ်ပါတယ်ဒီအကြောင်းတွေကိုကျွန်တော်အသေးစိတ်ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်တယ်နောက်ထပ်ဒီတစ်ခုကအသက်ကြီးမှအေးစစ်စစ်မနေဘဲနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ဂွေးကောက်ပွဲမဲလိန်နဲ့ပွဲမှာပါဝင်မိလိုက်တဲ့အသက်69နှစ်အရွယ်6မျိုးနယ်ကဂွေးကောက်တဲ့ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်သူဦးတင်လှရွှေပျောက်ဆုံးသွားပါတယ်သူကဂွေးကောက်ပွဲအတွက်နေမနာညမှာအလုပ်တွေလုပ်နေတဲ့အခါမဲအနှိမ့်တယ်ကိုအိမ်မှာခေါ်ပြီးတော့နှိမ့်တယ်အနှိမ့်တယ်ခေါ်နှိမ့်ပြီးတော့အနှိမ့်တယ်ကိုပြန်ပို့နေတဲ့အချိန်မှာလမ်းမှာပျောက်သွားပါတယ်ဆိုတော့သူရဲ့နဲ့ပတ်သက်တဲ့သူ့မိသားစုအရန်စိုးရင်သွားတာပေါ့ဟာဂွေးကောက်ပွဲရဲ့ကျွန်တော်တို့ကော်မရှင်အဖွဲ့ဝင်ကြီးဆိုတော့ဒီလူကြီးပျောက်သွားပြီငါတို့နီးစက်တဲ့ yes can တွေပြီးတော့နီးစက်တဲ့စစ်ခွေးတွေကိုသတင်းပို့နောက်ဆုံးနေပြီးတော့အထိသတင်းပို့နောက်ဆုံးဗျာအကုန်ပြောမယ်ဆိုတော့မင်းအွန်လိုင်းအထိသတင်းပို့ပြီးတော့မရရအောင်ရှာကြမယ်ဒါပေမဲ့မင်းအွန်လိုင်းနဲ့အာနာယူအကောင်တွေကလုံးဝကိုတောက်ဖက်မလုပ်ပါဘူးပျောက်မြဲပျောက်နေစေဖြစ်ပါတယ်ဘာကြောင့်ပျောက်သွားတာလဲဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်နေတော့ပေါ့မှာပါဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်ဖော်ပြပေးချင်တာဆိုတော့တကယ်ပါပဲကျွန်တော်ဂျမ်ဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှဟာတော့ကျွန်တော်တို့လူငယ်လက်တွင်းမှာသက်ဆင်းရမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးမှာဂျမ်ဖက်စစ်ခွေးတက်ရဲ့ရုပ်မှာရိုင်းဆိုင်တဲ့ကျွန်တော်တို့မွန်ရချောင်းဦး case လေးကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရန်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့ဘာပဲဖြစ်ပါကျွန်တော်တို့ဒါချက်တည်မင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနေတဲ့ခညောင်းနေတဲ့သတင်းတွေပဲစရမှာဖြစ်ပါတယ်အဲ့ဒါကတော့အသက်69နှစ်အရွယ်မှာတရားမှတ်ပြီးတော့တရားလေးဖျားလေးနဲ့အေးစစ်စစ်နေရမယ့်အရွယ်ဗျာဒါပေမဲ့အဲ့လိုမနေဘဲနဲ့ကျွန်တော်တို့မဲလိန်တဲ့ပွဲမှာကျွန်တော်တို့လက်ရှိနိုင်ငံကိုဒုက္ခပေးကျွန်တော်တို့ပြည်သူကိုဒုက္ခပေးဖို့အတွက်စီစဉ်နေတဲ့လောက်ကြံပွဲကြီးမှာပါဝင်ခဲ့တဲ့သူအဲ့ဒီသူကတော့လက်ရှိအချိန်မှာတော့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်လူငယ်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကလည်းပဲဘယ်လိုပြောမလဲဗတ်မလိုက်မျက်နှာမလိုက်ဖဲနဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်တွေဆိုတော့အသက်ကြီးတယ်ဆိုပြီးတော့လည်းကျွန်တော်တို့အနေနဲ့အရန်ကြီးရှော့ပေးလို့မရဘူးအခုမင်းအောင်လည်းအသက်ဘယ်လောက်ရှိသွားလဲကျွန်တော်မိသားစုဝင်ပင်စင်ကြောနေပြီတတန်တိုဆိုတော့မင်းအောင်လည်းနောက်လိုက်တဲ့ခွေးရကြီးတွေကတော့ကျွန်တော်တို့လူငယ်လက်တွင်သက်ဆင်းရမှာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပါတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့ကျွန်တော်တို့ဂွေးကောက်တဲ့ပွဲအဲ့ဒီမှာပါဝင်ခဲ့တဲ့ကျွန်တော်တို့6ဦးမြို့နယ်ဂွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်သူတဲ့ဦးတင်လှရွှေကျွန်တော်တို့ဇန်နဝါရီလ15ရက်နေ့ညနေ4နာရီခွဲဝန်းကျင်မှာ6မြို့နယ်တောင်ပိုင်းမှာဖမ်းဆီးခံလိုက်ရတယ်ဆိုတော့သူနေတဲ့မြို့ပေါ်ရွှေတောင်ရက်ကွက်မှာသူကနေတာပါဆိုတော့နေအိမ်မှာအနှိမ့်တယ်လေးခေါ်ပြီးတော့စိန်ခမ်းဆိုတော့အနှိမ့်တယ်လေးကိုလည်းပဲပြန်လိုက်ပို့ပြန်ကြရင်ဆိုင်လေးပါလေးဝင်ထိုင်ပဲပေါ့ဗျာအဲ့လိုစိတ်ကူးနဲ့ထင်ပါတယ်ဆိုတော့အနှိမ့်တယ်လေးကိုလိုက်ပို့ပြီးတော့ချောင်းဦးတောင်ဘက်ကိုရောက်သွားတဲ့အချိန်မှာပဲကျွန်တော်တို့ချောင်းဦးတောင်ရက်ကွက်ကနေပြီးတော့ပြန်မလာနိုင်တော့တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်
ဦးတင်လှရွှေဖြစ်ပါတယ်ဆိုတော့လက်ရှိအချိန်မှာသူတယောက်ထဲလားမဟုတ်ပါဘူးနောက်ထပ်သူနဲ့အတူရုံးအခုဝန်ထမ်းတွေကိုလည်းကျွန်တော်တို့ဖန်ဆီးထားပါတယ်ဘယ်နေရာမှာဖမ်းထားတယ်ဘယ်လိုဖွဲ့စည်းတွေကဖမ်းထားလဲဆိုတာကိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူးလူငယ်တွေခြေတံလုံတက်နေပါပြီဟုတ်ပြီကျွန်တော်ရဲ့မိသားစုလေအဲ့ဒီလိုဖန်ဆီးခံရပြီးတဲ့နောက်ပိုင်းမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကသူတို့ခွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပါဝင်တဲ့သူကော်မရှင်အဖွဲ့ဝင်တွေကိုလုံခြုံရေးအတွက်ဆိုပြီးတော့မြို့နယ်ထွေအုပ်ရုံးအတွင်းထဲမှာပဲပိတ်လောင်ထားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိထားရတယ်ဆိုတော့ကျွန်တော်တို့ဇန်နဝါရီ16ရက်နေ့မှာလည်းပဲကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရုံးပြီးတော့ရုံးအကူဝန်ထမ်းတဦးပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ဒီရွာတွေကနေထိုင်နေတဲ့ကျွန်တော်တို့ဂျမ်ဖက်စစ်ခွေးတက်ရဲ့ဒါတောက်တိုင်တွေပေါ့ဗျာလက်ရှိကျွန်တော်တို့မဲလိမ်ပွဲမှာပါဝင်နေတဲ့ကောင်တွေကိုလည်းကျွန်တော်တို့ဝင်ရောက်ဖမ်းဆီးခဲ့တယ်ဖမ်းဆီးခံရတဲ့သူ2ဦးရှိနေပြီလို့ကျွန်တော်တို့ကြားသိထားရပါတယ်ဖမ်းဆီးခံရသူ3ဦးလက်ရှိအချိန်မှာလည်းအဆက်အသွယ်ပြတ်တောက်နေတယ်ဘယ်သတင်းမှကြားရတာမရှိဘူးလို့လည်းဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကလက်ရှိအချိန်မှာရုံးဖွဲ့ဝင်တွေလက်ရှိမှာဂွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်နေတဲ့သူတွေအကုန်လုံးကိုမြို့နယ်ထွေးအုပ်ရုံးထဲမှာခေါ်ပြီးတော့စုပြုံထားရတဲ့အခြေအနေပေါ့ဗျာဆိုတော့ဒါကပြည်သူနဲ့စန့်ကျင်တဲ့အကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်သူတွေရဲ့တွားရတဲ့လမ်းတွေဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ဒီအခြေအနေမှာဒါပျောက်ဆုံးတဲ့သူအတွက်သူတို့အစင်စင်ကျွန်တော်တိုက်ကြားမှုတွေရှိတယ်ပြီးတော့အစင်စင်ရှာဖွေဖို့အတွက်အသနာခံစာတွေတင်နေကြတာတွေရှိတယ်နောက်ဆုံးနေပြီးတော့ထိသနာခစာတင်ပြီးတော့ဝေကောက်ပွဲမှာအရေးပါတဲ့ကော်မရှင်အဖွဲ့ဝင်တယောက်ပျောက်ဆုံးနေတဲ့အတွက်ဗပတ်ကြီးအနေနဲ့ဦးစားပေးအထူးစစ်စင်ရေးနေဆင်နွှဲပြီးတော့ပြန်လဲရှာဖွေပေးဖို့အထူးမြတ်တာရက်ခံမျက်ရည်ခံထိုးထားပေမဲ့ဟိုဘက်ရက်ကွက်ကကောင်းတွေကလုံးဝကိုဂယုမဆိုင်တောက်ဖတ်တောင်မလုပ်ဘူးလို့ဆိုပါတယ်ဆိုတော့သူတို့ပြောနေကြစကားမှန်မင်းတို့ရဲ့အသက်အန္တရာယ်မင်းတို့ကတော့ရှာကြံမွေးတကယ်လို့အရှင်ဖမ်းမိတာပဲဖြစ်ဖြစ်အသေးမိသွားတာပဲဖြစ်ဖြစ်ငါတို့နဲ့မသက်ဆိုင်ဘူးဆိုတော့ဒါကတော့ဝေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်နေတဲ့သူတွေရဲ့အခြေအနေကျွန်တော်ရဲ့မိသားစုအနေဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကင်းဒီနဲ့ပတ်သက်တဲ့အကြောင်းလေးနည်းနည်းလေးပြောပြချင်ပါတယ်ဆိုတော့လက်ရှိဒီ case နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ KND မှာရှိနေတဲ့တိန်တပ်ဖွဲ့တွေလည်းအထူးကိုကျွန်တော်တို့ဒါကြိုးစားပြီးတော့ဆောင်ရွက်နေမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ KND မှာရှိတဲ့တိန်တပ်ဖွဲ့တွေဥပမာမာဝီတို့လိုမျိုးပေါ့နော်။ခေါင်းဆောင်တွေကတကယ့်ကိုဒီလူငယ်တွေမှာကျွန်တော်တို့အများကြီးလေးစားအားကြရတဲ့သူတွေဖြစ်ပါတယ်။ဆိုတော့ရန်သူရဲ့ကျွန်တော်တို့ဒါပေါ့နော်ဒါဒီ line ပေါ်ကတိုက်ခိုက်နေတဲ့ကျွန်တော်တို့ဒီစကားစစ်ထိုးပွဲတွေပေါ့နော်ဒါဒီမှာကျွန်တော်တို့မိဘပြည်သူတွေအထူး queue စိုက်ဖို့လိုတယ်ဆိုတော့ဒီနေ့မှာသူတို့ထုတ်ဖော်ပြောဆိုလာတဲ့ရေးသားမှုတွေကတော်တော်လေးကိုပြင်းနေဗျအဲ့ဒါကကျွန်တော်တို့စစ်တုံးမန်းတွေထွက်ပြေးလွတ်မြောက်ရန်တဲ့အကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့ဒေါ်လာ1000နဲ့ချီပြီးတော့လက်ထိုးခဲ့တယ်လို့ရေးသားခဲ့တာဖြစ်တယ်ကျွန်တော်တို့အချိန်ကြာကြီးခက်ခဲစဉ်းစားစရာမလိုတော့အောင်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်မင်းအောင်လှိုင်လိုကောင်မျိုးလက်ရှိအာဏာရှင်အုပ်စုဒီလိုကောင်တွေဟာစစ်တုံးမန်းတွေပေါ်ဘလို့မျိုးသူတို့တွေသဘောထားသတ်မှတ်ပါတယ်သူတို့ရဲ့သတင်းလိမ်ဖာကြနေတဲ့ဇော်မဲလုံးတော်မှာဘာပြောခဲ့လဲရှေ့ထဲမှာဖမ်းမိသွားတယ်ရှေ့ထဲမှာဒါအရှင်ဖြစ်သွားတာပြီးတော့စစ်တုံးမန်းဖြစ်သွားတာသူတို့ ਨੇ လုံးဝမသက်ဆိုင်ဘူးဒါဆိုမဲလုံးကိုယ်တိုင်ပြောခဲ့တဲ့စကားဟုတ်ပြီသူတို့စစ်တုံးမန်းတွေနဲ့ပတ်သက်ပြီးတော့သူတို့စစ်ခွေးတွေနဲ့ပတ်သက်ပြီးတော့သူတို့အောက်မှာရှိနေတဲ့အောက်ခြေငစနူကောင်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစိတ်နေစိတ်ထားရှိလဲဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ပြီးဖြစ်ပါဒါကိုဒေါ်လာ1000နဲ့ချီပြီးတော့လက်ထိုးတယ်ဆိုတော့သူတို့ရဲ့ရေးသားဖော်ပြမှုပြောချင်တာကတော့ကရင်နီတပ်ဖွဲ့ဝင်တွေကဒေါ်လာ1000နဲ့ချီလက်ခံပြီးတော့ငွေကြေးတရက်လက်ခံပြီးတော့အဲ့ဒီစစ်တုံးမန်းတွေကိုလွတ်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ပြည်သူလူထုနဲ့ကရင်နီတပ်ဖွဲ့ဝင်တွေကြားသူတို့တွေဝင်ပြီးတော့ကန့်လန့်နေတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒါဖြစ်နိုင်လားကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီ
ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ accurate ရရှိထားတဲ့သတင်းအရဆိုရင်အဲ့ဒီချမ်ပီယံစ်ခွေးတက်စစ်တုံးမန်းနေမနေ့ကလည်းကျွန်တော်အနေငယ်ဖော်ပြခဲ့ပြီးပြီဆိုတော့ထိုင်းရဲတပ်ဖွဲ့စီမှာအဖမ်းခံတယ်ဆိုတော့ဒီကောင်နေပထမအရာရှိတကောင်ဖမ်းခံတယ်ဆိုတော့သူ့နောက်မှာလည်းရှိနေအောင်မယ်လို့ကျွန်တော်မနေ့ကလည်းဖော်ပြခဲ့ပြီးပြီကျွန်တော်ဖော်ပြချက်အတိုင်းပဲဒီနေ့မှဆိုရင်ကျွန်တော်တို့ဒါထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေစီမှာအဲ့ဒီစစ်တုံးမန်းအကောင့်30လောက်အထိလက်ရှိအဖမ်းခံတာရတယ်ဆိုတဲ့သတင်းပေါ့ဗျာဒါတွေလည်းအခုရှိနေပါပြီဟုတ်ပြီကျွန်တော်တို့ဘက်ကလည်းပဲထပ်ပြလွတ်မြောက်တဲ့အဲ့ဒီစစ်တုံးမန်းတွေကတကောင်ကိုကျွန်တော်တို့အရှင်ပြန်ပြီးတော့ဖန်စီရမိထားတယ်အဲ့ဒီဓာတ်ပုံမှတ်တမ်းဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာတင်ထားတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့ဘယ်သူမှကျွန်တော်တို့ထိမ့်သိမ်းထားတဲ့ကျွန်တော်တို့ဖန်စီထားတဲ့အခြေအနေကနေပြီးတော့ထပ်ပြလွတ်မြောက်စေမှာမဟုတ်ဘူးဆိုတော့ဒီအခြေအနေမှာပဲသူတို့ကဒါကိုခွင့်ရေးယူပြီးတော့ကျွန်တော်တို့ပြည်သူကလည်းတည့်တဲ့အတိုင်းမှာကျွန်တော်ရဲ့မိသားကျွန်တော်နားလဲတယ်ကျွန်တော်မိဘပြည်သူတွေရဲ့စံနာသဘောထားတွေကျွန်တော်တို့အမြဲတမ်းကြားရောက်နေတာကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့သိပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဒါလေးလေးနက်နက်ကိုကျွန်တော်တို့ဒါမိဘပြည်သူတွေရဲ့စကားကိုကျွန်တော်တို့အမြဲတမ်းနားထောင်ပါတယ်ဆိုတော့မိဘပြည်သူတွေပြောတဲ့စကားတိုင်းဟာလည်းပဲကျွန်တော်တို့ဒါကျွန်တော်တို့ကိုအားမလို့အားမရအဖြစ်ကျွန်တော်တို့ဒါအကြံပြုကြတာကိုကျွန်တော်တို့ဇက်တိုက်တွေ့မြင်နေရပါတယ်ဆိုတော့ဒီအချိန်ဒီမှာအာနာရှင်အုပ်စုအဲ့ဒီကောင်တွေကဝင်ပြီးတော့ကလပ်ပန်ဝင်ထိုးတာအဲ့ဒီကောင်တွေကဝင်ပြီးတော့ကလန့်ကျွန်တော်ကင်လီနဲ့ပတ်သက်တဲ့လက်ရှိပေါ့နော်ဒါတော်ထပ်ပြီးစစ်တုံးမန်းနေပေါ့နော်အများပြထပ်ပြီးလွတ်မြောက်သွားတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီကောင်တွေကကျွန်တော်တို့ပြည်သူဂျားတွေကိုဝင်လာပြီးတော့အကြီးစားသူတို့ဝင်မှွေနေတာကျွန်တော်ရဲ့မိသားစုနေဒေါ်လာတောင်းနဲ့ချီပြီးတော့လက်ထိုးပြီးတော့မှအဲ့ဒီစစ်တုံးမန်းတွေလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်နေတကယ်ကိုဂလိကလာဆန်တဲ့အောက်လုံးတွေနဲ့သူတို့ကျွန်တော်တို့ပြည်သူနဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကြားတဲ့ကိုတွေးဝင်ခွဲတာဆိုတော့ဘာကြောင့်တွေးဝင်ခွဲတာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့အားမလို့အားမရဖြစ်တဲ့အတန်တွေကိုဒီကောင်တွေကဒီချိန်မှာဒါလေးငါတို့ထုတ်ဖော်လိုက်မယ်ဒါလေးကိုငါတို့ရေးသားလိုက်မယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးကိုအချိန်ကိုက်သူတို့တွေလှုပ်ဆောင်နေတာဖြစ်တယ်ကျွန်တော်အမြဲတမ်းကျွန်တော်မိဘပြည်သူတွေကိုတတိပေးတယ်ဒီကောင်တွေရဲ့အရန်ကိုကျွမ်းကျင်တဲ့အလုပ်ကစီရေးလည်းမဟုတ်ဘူးနိုင်ငံရေးလည်းမဟုတ်ဘူးစီးပွားရေးလည်းမဟုတ်ဘူးပညာရေးလည်းမဟုတ်ဘူးသူတို့ကျွမ်းကျင်တဲ့အလုပ်ကကလင်ကကြည့်ရုပ်မှာရိုင်းဆိုင်မြေခွေးထက်အောက်တန်းကြတဲ့အစီအစဉ်တွေရေးဆွဲခဲ့တာပဲဖြစ်တယ်ဒါတွေကိုအသုံးပြုခဲ့တာဆိုတာကလည်းကျွန်တော်တို့နိုင်ငံလွတ်လပ်ရပြီးခဲ့ခဏအချိန်ထိဒါမှလည်းပဲသူတို့တွေကကျွန်တော်တို့တွေးခွဲလေကျွန်တော်တို့အချင်းချင်းရန်နေဖြစ်နေလေသူတို့တွေနဲ့အုပ်ချုပ်လို့ကောင်းလေကျွန်တော်အားလုံးစီးအောင်သွားပြီဆိုရင်သူတို့ကျွန်တော်တို့အုပ်ချုပ်လို့မရတော့ရှင်းပါလားကျွန်တော်မြင်တာဆိုကျွန်တော်တို့အားလုံးမှာအဖြေရှိပြီးသားပါကျွန်တော်အများအားတော်လိုင်းရေးနဲ့ပတ်သက်တဲ့ချစ်ချင်းတရားတွေပြီးတော့တော်လိုင်းနဲ့ပတ်သက်တဲ့စီလုံးညီညွတ်မှုတွေအကြောင်းကိုကျွန်တော်ဥတည်ပြီးတော့ပြောတတ်ပါတယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့ဒါဖြစ်နေတဲ့ကိစ္စတွေဂျိုးမှာကိစ္စတွေမှာဆိုရင်ကျွန်တော်အပြစ်မတင်ဘူးကျွန်တော်ကအပြစ်မတင်ဘူးဟုတ်ပြီကျွန်တော် KB ဂျာကာလာအုပ်ချုပ်ရေးကောင်စီ ICE တရားရေးဌာနအောက်မှာရှိတဲ့ကျွန်တော်အကျဉ်းထောင်နှစ်ကနေပြီးတော့ကျွန်တော်ဖက်စစ်ခွေးတက်ကအရာရှိတွေအပါအဝင်အကျဉ်းသား80ကျော်ထွက်ပြေးခဲ့တာဆိုတော့အဲ့ဒီမှာအချို့လဲကွဲလွဲနေတာတွေရှိတယ်အချို့ကပြောတယ်50ကျော်အချို့ကပြောတယ်80ကျော်တိတိကျကျပြောရမယ်ဆိုရင်ကျွန်တော်အားလုံးက82ယောက်ဖြစ်ပါတယ်ဆိုတော့82ယောက်မှာ59ယောက်ကကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတွေဖြစ်တယ်ကျန်တဲ့ကောင်တွေကရဲခွေးတွေဖြစ်တယ်ရဲခွေးနဲ့စစ်ခွေးနဲ့မတူဘူးလေဆိုတော့ကျွန်တော်မိသားစုဝင်လေဒီအချိန်လေးမှာထိုင်းနယ်ဇက်တလျှောက်မှာပုံခိုပြီးတော့ကျွန်တော်တို့လက်ရှိအချိန်မှာဒီထိုင်းဘက်မှာကျွန်တော်တို့အဖမ်းခံပြီးတော့သူတို့ကအကြမ်းဖက်စစ်ခွေးတက်ကိုပို့ပြီးပို့အကြောင်းချထားတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ရထားတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလုပ်မယ်ဆိုဒီလိုမျိုးသူတို့တွေဖန်တီးလာမယ်ဒီလိုမျိုးသူတို့တွေပုံဖော်လာမယ်ဆိုတာလဲကျွန်တော်လည်းခံစားမိတယ်ဟုတ်ပြီသူတို့မှလည်းပဲဒီတလန်းပဲရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့သူတို့ပြေးတဲ့ပုံစံကတော့ကျွန်တော်အနေနဲ့ခံမှန်းရမယ်ဆိုရင်တော့ထောင်ကနေတော့သူတို့ထွက်သွားတယ်ထွက်ပြေးလွတ်မြောက်နေတယ်မဟုတ်ထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာသူတို့ဒီကောင်တွေအုပ်စုခွဲတယ်
အကုန်လုံးစုလိုက်ပြုံလိုက်တကောင်တွေပြေးလို့မရအောင်ဒါကနောက်အဲ့ဒီမှာပါနေတဲ့ကျွန်တော်တို့ထပ်ပြေးလွတ်မြောက်တော့အဲ့မှာပါတဲ့ကောင်တွေကကျွန်တော်တို့ဒါဖားဆောင်တကြောမှာဖမ်းမိရတဲ့ရေးမှုတွေပါတယ်ဒူရင်းမှုတွေပါတယ်ဆိုတော့သူတို့ကိုလည်းကျွန်တော်တို့က short ထွက်လို့မရဘူးဒီကောင်တွေအုပ်စုခွဲပြီးတော့အတုတ်လိုက်ဖြန့်ပြီးတော့ဒီကောင်တွေထွက်ပြေးသွားတယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ဆိုတော့အခုအချိန်ဒီမှာကျွန်တော်ထိုင်းနယ်စပ်တောက်လျှောက်မှာဒီကောင်တွေပုံအောင်နေကြတယ်ဆိုတော့ရသလောက်သူတို့ထိုင်းဘက်ကိုကူးသွားတယ်ထိုင်းဘက်မှာအဖမ်းခံတယ်ပြီးတော့သူတို့ကိုအကြံဖတ်စစ်ခွေးလက်ထဲကိုပဲပြန်အပ်ဖို့အတွက်ပြီးတော့ဒီဘက်ကလည်းပဲသူတို့လက်ထဲကိုပြန်ပြီးတော့အပ်ဖို့အတွက်ထိုင်းကိုအကြောင်းကြားကြမှာပဲဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ်ဒီကြားထဲမှာပဲသူတို့ကကျွန်တော်တို့ပြည်သူနဲ့လက်ရှိ KNY နဲ့ပတ်သက်ပြီးတော့ဒီ case နဲ့ပတ်သက်ပြီးတော့အားမလို့အားမရဖြစ်နေတာတွေပြီးတော့စစ်တုံးမန်းနဲ့ပတ်သက်ပြီးတော့စစ်တုံးမန်းပဲကွာရလိုက်ရင်ဘာညာလှုပ်လိုက်ပါဘာညာပေါ့နော်ထမင်းကျွေးနေတာကြာပါတယ်ဘာညာဆိုရရတယ်ဆိုတော့ဒီမာဝီကဒီနေ့ထုတ်ပေါ်ပြောဆိုလာတယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့ရန်သူလိုကျင့်လို့မရဘူးရန်သူကမိစ္ဆာဝါဒမိစ္ဆာဝါဒီကိုလက်ကင်ထားတဲ့ကောင်တယ်ဆိုတော့ကျွန်တော်တို့ရန်သူလိုသွားပြီးတော့ကျွန်တော်တို့လုတ်ပြလို့မရဘူးလို့မာဝီကဒီနေ့ပြောဆိုလာတယ်မှန်ပါတယ်သူ့လိုပဲကျွန်တော်တို့ရက်ဆက်ပြလို့ရတယ်ဘာမှမခတ်ဘူးသူ့လိုပဲကျွန်တော်တို့လုတ်ပိုက်လို့ရတယ်ကျွန်တော်တို့တော့ခတ်လားမခတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဟာယဉ်ကျေးတဲ့လူအတိုင်းဝိုင်းပြီးတော့ဓမ္မနဲ့အာဓမ္မမှာဓမ္မဘက်မှာယက်တည်နေတဲ့ဒီနိုင်ငံကိုကောင်းစေခြင်းလို့ဒီတိုင်းသားညီကိုမောင်နှမတွေအကုန်လုံးကိုဒဏ်တို့ခွင့်ရစေခြင်းလို့ပြီးတော့ Federal ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်အားလုံးတိုက်ပွဲဝင်ကြတာဖြစ်တယ်ရန်သူရဲ့ဇယိုက်လက္ခဏာရန်သူရဲ့အမှုချင်းနောက်ကိုလိုက်လုပ်ပြီးတော့ကျွန်တော်တို့ပြောင်းလဲသွားလို့မရအောင်ကျွန်တော်တို့ကမိစ္ဆာတွေမဟုတ်ကျွန်တော်တို့ကလူသက်သမားတွေမဟုတ်ဘူးလိုအပ်လို့ကျွန်တော်တို့ဒီတော်လန်ရေးမှာပါဝင်ပြီးတော့တိုက်ပွဲဝင်ကြတာဖြစ်တယ်ဆိုတော့အားနည်းချက်တွေတော့ရှိမယ်ဒါတွေကလည်းကျွန်တော်တို့အတွက်အားတာချက်အနေနဲ့ပြန်စဉ်းစားမယ်ဆိုလည်းပဲကျွန်တော်တို့အတွက်အားတာချက်ဖြစ်ပါဆိုတော့အချို့ကလည်းပြောပါတယ်ရုပ်သံဗီဒီယိုမှတ်တမ်းနေမလို့ပါဘူးကျွန်တော်တို့အဲ့ဒီအကြံပြုဆွေးနွေးချက်တွေကိုအမြဲတမ်းအမှတ်ရပါတယ်အမြဲတမ်းလဲကျွန်တော်တို့အလင်းသင့်လို့ပေါ့နော်ဟုတ်ပြီဆိုတော့ဘယ်လိုပြောမလဲတော့ရိုင်းပေါ်တင်ကြီးတွေတော့ကျွန်တော်တို့ရှင်းရလင်းရတာတွေတော့အဆင်မပြေဘူးလေဗျာဒါတွေကလည်းရှိပါတယ်ကျွန်တော်တို့အကောင်းမွန်ဆုံးကျွန်တော်တို့လောက်ကင်နေတယ်ဆိုတာကိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုသိပေးလို့ရတယ်ဟုတ်ပြီစတုံးမန်တွေလွတ်ပြောက်သွားတဲ့အချိန်အားလုံး86ယောက်ဝန်းကျင်လောက်ရှိတယ်ဆိုတော့လွတ်မြောက်သွားတဲ့အထက်မှာကျွန်တော်ဖားဆောင်တကြောမှာဖမ်းဆီးရမိထားတဲ့ရင်းမှုတွေနဲ့ဒူရင်းမှုတွေလည်းပါတယ်ဆိုတော့တပြည့်လွတ်မြောက်တဲ့ပတ်သက်ပြီးတော့လည်းအခြားသောသတင်းမီဒီယာတွေမှာလည်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်ထောင်ဝင်တန်း2ဦးပါသွားတယ်အဲ့ဒီထောင်ဝင်တန်း2ဦးကလည်းလွန်ခဲ့တဲ့2နှစ်ကျော်ကကျန်းဖက်စစ်ခွေးတက်ရဲ့ရဲတပ်ဖွဲ့ဝင်တွေဖြစ်တဲ့အကြောင်းနဲ့ထောင်ငန်းနဲ့ပတ်သက်ပြီးတော့ပြန်လည်တာဝန်ပေးခံထားရတဲ့သူဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြန်လည်သိရှိထားပြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပေါ့နော်သူတို့အနေနဲ့ကျွန်တော်တို့ကိုသွေးတိုးစမ်းတယ်လို့ပဲပြောရမလားကျွန်တော်တို့ပြည်သူကိုသူတို့တွေပေါ့နော်သွေးစုအောင်ပေါ့နော်မိလောင်ရလေးပင့်လုံနေတဲ့စကလုံးတွေမှာဆိုရင်2023နိုဝင်ဘာကခေအမျိုးအစားတိုက်လေရင်ပြတ်ကျတဲ့အချိန်မှာဖန်စီရမိခဲ့တဲ့လေရင်မှုဘုံမှုခိုင်တန့်မှုအဲ့ဒီကောင်ကိုကျွန်တော်တို့ဒါထွက်ပြေးလွတ်မြောက်တဲ့အုပ်စုတွေမှာဒါမပါဝင်ကြောင်းနဲ့ပြီးတော့အဲ့ဒီတုံမန်းတွေထွက်ပြေးလွတ်မြောက်ဖို့အတွက်အကြမ်းဖက်စစ်ခွေးတက်ဖက်ကနေပြီးတော့ဒေါ်လာ1000နဲ့ချီလက်ထိုးညှိနှိုင်းခဲ့တဲ့ဆိုတဲ့အခြေမြင့်မရှိတဲ့ကျွန်တော်တို့ဒါရေးသားမှုတွေဖော်ပြမှုတွေပြောဆိုမှုတွေကျွန်တော်တို့လုပ်ခဲ့ပြီးတော့အဲ့ဒီစစ်ခွေးတုံမန်းတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီကောင်တွေကိုလည်းပဲကျွန်တော်တို့ဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်ကြောင်းအရောက်ဒါမှစစ်ကြောင်းစီကိုပို့လိုက်တယ်ဆိုတဲ့သတင်းတွေပုံစံမျိုးကိုဒီကောင်တွေကပုံဖော်ထားတာဖြစ်တယ်ချောမိသားစုစဉ်းစားကြည့်ဟုတ်ပြီစစ်ခွေးစစ်ကြောင်းနဲ့ပူးပေါင်းမိသွားတယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားလက်ရှိတော့မှထိုင်းမှာကျွန်တော်အကောင်30သွားပြီးတော့အဖမ်းခံနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ဖော်ပြတယ်ကျွန်တော်တို့ရှိမှလည်းပဲအရှင်တကောင်ဖမ်းမိတာတယ်အဲ့ဒီအရှင်ဖမ်းမိတဲ့ကောင်ကလည်းအခုချိန်လောက်ဆိုရင်တော့ကျွန်တော်တို့ကောင်းကောင်းသူ့ကိုမေးမြန်းစုံစမ်းနေပြီပေါ့နော်မေးမြန်းနေပြီမလို့ဘလို့အခြေအနေလဲဘာညာလဲဆိုတဲ့အခါကျမကြခင်မှာလည်းထပ်ပြီးတော့မိဖို့ရှိပါအောင်မယ်
အကုန်လုံးကိုပြန်မမိနိုင်ဘူးဆိုရင်တော့မှကျွန်တော်တို့ဒါကျွန်တော်ပြည်သူတွေရဲ့လက်ရှိပေါ့နော်ပြင်းပြတဲ့ဆန္ဒတွေပြီးတော့သဘောထားတွေနဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေကလည်းအကောင်းဆုံးစူးစမ်းနေပါတယ်ဆိုတော့ကျွန်တော်တို့စိုးမိုးထားတဲ့နယ်မြေတွေရှိပေမဲ့လည်းပဲအဲ့ဒီသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာဂျမ်ဖက်စစ်ခွဲတဲ့ကနေလေချောင်းကနေပြီးတော့ကျွန်တော်တို့ဒါကင်းထောက်နေတာတွေ drone တွေနဲ့ပြန်ဝဲနေတာတွေလည်းကျွန်တော်တို့ဇက်တိုက်တွေ့နေရတဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့လည်းပဲပျောက်တော်သူရှာလင်တွေးဆိုတဲ့စကားလုံးရှိပေမဲ့ကျွန်တော်တို့တောက်တော်သူရှားလာအနည်းငယ်ခတ်နေတဲ့အခြေအနေလေးကိုလည်းကျွန်တော်မိသားစုတွေနားလည်ပေးပါဆိုတော့ဒါတွေကကျွန်တော်တော်လန်ရေးမှာဒါဖြစ်လာရမယ့်ကိစ္စတွေလည်းဖြစ်တယ်မနေ့ကလည်းကျွန်တော်ဖော်ပြခဲ့ပြီးကျွန်တော်တို့ရန်သူလိုပဲကြင့်ကြံနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကအခုလိုမျိုးဖြစ်သွားတဲ့ကိစ္စပုံမှာကျွန်တော်မိသားစုနေအရန်ကိုဒီစိတ်ထိခိုက်တာကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ video comment တွေလည်းကျွန်တော်ပြန်ပြီးတော့ကြည့်မိပါတယ်ကျွန်တော်မိသားစုနေဖော်ပြထားတဲ့ comment တွေပါဆိုတော့နည်းနည်းလေးစိတ်လျှော့ပေးပါလို့ကျွန်တော်ဒီကနေပြောချင်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ပြောနေတဲ့ဒါပေါ့ဒီငွေကြေးတစ်ခုပေါ့နော်ဒေါ်လာ1000နဲ့ချီပြီးတော့လက်ထိုးညှိနှိုင်းခဲ့တယ်ပြီးတော့အဲ့ဒီကောင်တွေကိုကျွန်တော်တို့စစ်ကြောင်းအရောက်ကျွန်တော်တို့လမ်းဖွင့်ပေးတဲ့ပုံစံမျိုးကိုသူတို့ကရေးသားဖော်ပြနေတာဖြစ်ပါတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအများကြီးစဉ်းစားစရာမလိုတော့အောင်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါအထူး queue site ကမှာဖြစ်တယ်ဗျဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ဂျမ်ဖက်စစ်ခွေးတက်နဲ့ပေါင်းပြီးသွားတယ်ဆိုတဲ့သတင်းလုံးဝမဟုတ်ပါဘူးတဲ့တေချာတာတစ်ခုကတော့အခုကျွန်တော်ဂျမ်ဖက်စစ်ခွေးတက်ကဘောလခဲနဲ့ဖားဆောင်မှာပဲရှိတယ်အဲ့ဒီဘက်ကိုဥတီပြီးတော့ထွက်ပြေးတဲ့ပုံစံမျိုးမဟုတ်ဘူးအဲ့ဒီဘက်မှာလည်းပဲဂျမ်ဖက်စစ်ခွေးတက်ကနေပြီးတော့ဒီလာဖို့အတွက်မဟုတ်လာဆောင်နေဖို့အတွက်ပေါ့နော်ဘလို့မှမဖြစ်နိုင်ဘူးလာလို့လည်းလုံးဝမရဘူးဆိုတာမျိုးကိုဒါထုတ်ပေါ်ပြောဆိုချက်တွေမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့လက်ရှိအချိန်မှာထွက်ပြေးသွားတဲ့သူတွေကလက်နက်ပါသွားတဲ့အတွက်ကျွန်တော်အဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့စစ်ပေးရှောင်းတွေဒေသခံပြည်သူတွေအတော်လေးကိုစိုးရိမ်နေကြတယ်ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းလိုက်လံရှာဖွေမှုတွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်တို့လိုက်လံရှာဖွေနေတဲ့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေလည်းပဲဒါပြစ်ခတ်မှုထိတွေ့မှုတွေရှိနေစေဖြစ်တယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေရန်သူလိုပဲတကယ့်ကိုကြင်ကြံတာဖြစ်တယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့မုံရွာချောင်းဦးမှာအကျန်းဖက်စစ်ခွေးတက်ကရက်ရှည်ဖမ်းဆီးထားတဲ့ကျွန်တော်တို့ဒီရွာသားတွေကိုတပ်ဖြတ်ပြီးတော့စွန့်ပစ်သွားတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်မိသားစုတွေဖော်ပြပေးခြင်းတယ်ဆိုတော့ဒီသတင်းဖော်ပြပေးနေတာကကျွန်တော်လက်ရှိဖြစ်စဉ်တွေကအရန်ကိုဘယ်လိုပြောမလဲနော်အနုစိတ်တယ်လို့လည်းဆိုလို့ရတယ်ကျွန်တော်တို့အနေနဲ့တော်တော်လေး view ဆိုင်ရမယ့်အခြေအနေဆိုရင်လည်းမှန်တယ်ဥပမာဗျာလက်ရှိကျွန်တော်တို့ဒါတော်လိုင်းရေးဆယ်လီကိစ္စမျိုးတွေပြဿနာတွေတက်နေကြတယ်ကျွန်တော်တို့ဒါတော်လိုင်းရေးကိုဝင်းကူညီနေတဲ့မိဘပြည်သူတွေနဲ့တော်လိုင်းရေးကျွန်တော်တို့ပေါ့နော်ကျွန်တော်အမည်တက်မပြောတော့ဘူးဆိုတော့အချင်းချင်းတို့တွေစကားများရန်ဖြစ်ပြောဆိုနေကြတာတွေရှိတယ်ပြီးတော့ထိုင်းမြန်မာကျွန်တော်တို့နယ်စပ်ပေါ့နော်ထိုင်းမြန်မာနယ်စပ်မှာလည်းပဲကျွန်တော်တို့မလိုလားတဲ့ပြဿနာတွေမီးမွေးမှုတွေရှိနေတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တော်လိုင်းရေးဝန်ကလည်းပဲအတိပေးပြောဆိုခဲ့တာရှိတယ်ပြီးတော့ NUG အနေနဲ့လည်းပဲတရားဝင်ထုတ်ပြန်ထားတာရှိတယ်ထိုင်းရောက်မြန်မာတွေအနေနဲ့ကျွန်တော်တို့ဒါပေါ့နော်ဒီအနေထိုင်ဆင်ញင်ကြဖို့ပြီးတော့လက်ရှိအချိန်မှာကျွန်တော်တို့သူတို့ဘက်က lobby တွေပေါ့နော်သူတို့ဘက်က lobby တွေနဲ့သူတို့ဘက်ကအချမ်းဖက်စစ်ခွေးတက်အောက်ကကောင်တွေကထိုင်းနိုင်ငံနယ်စပ်ပေါ့နော်ကျွန်တော်တို့တွေဒါဒီအဲ့မှာကျွန်တော်တို့လူသမားတွေအများကြီးရှိတယ်ကျွန်တော်တို့စပေးဆောင်တဲ့သူတွေလည်းရှိတယ်ပြီးတော့ငကိုကလေးကလည်းပဲအလုပ်လုပ်ကင်နေထိုင်စားတောက်နေကြတဲ့ကျွန်တော်တို့မြန်မာတွေလည်းအများကြီးရှိတယ်ဆိုတော့ထိုင်းနဲ့မြန်မာကြားမှာနားလည်မှုလွဲအောင်ပြပကဖြစ်အောင်ပြီးတော့ကျွန်တော်တို့ဒီရန်ပွဲတွေဖြစ်အောင်ဖန်တီးနေတာကိုလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒီ snap တွေအကုန်လုံးကမင်း online နဲ့အပေါင်းပါအုပ်စုသူတို့ရဲ့ snap တွေဖြစ်တယ်ပုံမှန်တိုင်းထိုင်းနဲ့မြန်မာဟာကျွန်တော်တို့ဒါပြည်သူချင်းပေါ့နော်အဲ့လောက်ထိဖြစ်ပြက်နေတဲ့ကိစ္စမျိုးတွေတိတ်မတွေ့ရဘူးရမယ်ချကာလေးတွေနည်းနည်းပပတော့ရှိတယ်အခုကကြတော့ကျွန်တော်တို့ပုံမူပြီးတော့ပြင်းထန်လာတဲ့အခြေအနေလေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒါထိုင်းနိုင်ငံတွင်းမှာနေကြတယ်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့လည်းပဲအထူး queue ဆိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့အချိန်နဲ့တာတွေအားလုံးက AC ဖြစ်သွားမှာဖြစ်ပါတယ်ဘာလို့ထိုင်းနိုင်ငံရလည်းပဲကျွန်တော်တို့ဒါသူတို့ရဲ့နိုင်ငံတွင်းထဲမှာပေါ့နော်သူတို့ရဲ့ဥပဒေနဲ့အညီကျွန်တော်တို့ဆောင်ရွက်နေတာတွေလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်စကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးအောင်ချမ်းသာရွာဇန်နဝါရီ18ရက်နေ့မှာအာနာသိန်းချမ်းဖက်စခွစ်စစ်ကရုတ်တရက်ဝင်ရောက်စီးနင်းပြီးတော့လူရက်တဲမီးရှို့တယ်ပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာပြည်သူ3ဦးကိုတပ်ဖြတ်စွန့်ပစ်ပြီးတော့
ရဟန်းတန်ကပြည်သူစုပေါင်း15ဦးကိုထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့ဒေသခံတွေစီကနေပြန်လည်သိရှိထားရတယ်ဆိုတော့ဖမ်းဆီးသွားတဲ့သူတွေထဲမှာထူးခြားတာကကျွန်တော်တို့ရဟန်းတန်ဃာတွေအများဆုံးပါဝင်သွားတယ်လို့ကျွန်တော်တို့သိရှိထားရတယ်ကျွန်တော်6ဦးနယ်မှာရှိတယ်ကျွန်တော်အောင်ချမ်းရွာတဲမှာအကျန်းဖက်စစ်ခွေးတက်ကလူသက်မီးရှို့ပြီးတော့ဆုံးပစ်ခဲ့တဲ့3ဦးကျွန်တော်တို့ပြီးခဲ့တဲ့2025ဒီဇင်ဘာ31ရက်နေ့နှစ်သက်ကူညမှာဖမ်းဆီးခံထားရတဲ့သူတွေဖြစ်တယ်လို့လည်းပြန်ပြီးတော့သိရှိထားရတယ်အဲ့ဒီသူတွေရတဲ့ကျွန်တော်တို့ရက်ကြာရှည်ဖမ်းဆီးခံရပြီးတော့ရွာထဲကိုပြန်လာပြီးတော့ရွာအတွင်းထဲမှာတပ်ဖြတ်ခဲ့တာလို့ကျွန်တော်တို့သိရှိထားရတယ်ပြီးတော့နောက်ထပ်ဖမ်းဆီးသွားတဲ့သူတွေဟာလည်းရဟန်းတန်ဃာတွေနဲ့ဒေသခံကျွန်တော်တို့ပြည်သူတွေကိုထပ်ပြီးတော့ဖမ်းဆီးသွားတယ်ဆိုတော့အဲ့ဒီတပ်ဖြတ်ခံရတဲ့သူ3ယောက်ကကျွန်တော်တို့ဒီအရှိမအဖမ်းခံရပြီးတော့အဲ့ဒီကောင်တွေကိုရွာထဲမှာရှိတဲ့အိမ်တွေကိုလက်ညှိုးထိုးလိုက်ပြခိုင်းတာရွာထဲမှာပေါ့ဗျာကျွန်တော်တော်လိုင်းနဲ့ပတ်သက်တဲ့ဘယ်ဘလူဘာညာတွေပေါ့ဒါတွေကိုလက်ညှိုးထိုးလိုက်ပြခိုင်းတာလိုက်ပြခိုင်းပြီးတော့ဟိုဘက်ကလည်းဘယ်လိုပဲဖြစ်ပေါ့ပြည်သူဆိုတော့လည်းဗျာဘယ်လိုပြောမလဲအချို့သူတို့ရဲ့နှိမ့်ဆက်မှုတွေသူတို့ရဲ့ညှဉ်းပန်းမှုတွေမခံနိုင်တဲ့ခါကျတော့လည်းသူတို့တွေတက်တာဖို့အတွက်ပေါ့နော်သူတို့တွေပြတာလေးလည်းရှိမှာပေါ့ဆိုတော့ဒီအချိန်တွေမှာသူတို့တွေကောင်းကောင်းမွန်မွန်ပြနေပါရက်နဲ့အဲ့ဒီ3ယောက်ကိုလည်းတက်ဖြတ်သွားတယ်ဆိုတဲ့သတင်းပြီးတော့အဲ့ဒီရွာထဲမှာရှိတဲ့ကျွန်တော်ပြည်သူနဲ့ရဟန်းတန်က15ဦးကိုထပ်ပြီးတော့တစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့အကြောင်းမှာကျွန်တော်အဲ့ဒီဒေသခံတူကအချမ်းဖက်စစ်ခွတ်တဲ့ရုပ်မှချက်ကကန်းကုန်မဲ့တဲ့တစားကန်တွေတဲ့သူတို့သိကျင်တဲ့နာမည်တွေအိမ်အထိလိုက်ပြပေးတယ်ဆိုတော့လိုက်ပြပြီးတာတော့မှတက်ဖြတ်ပြီးတော့မီးရှို့သွားတာဖြစ်တယ်လို့ကျွန်တော်တို့ပြန်လည်ပြီးတော့သိရှိထားရတယ်ပြည်သူ3ဦးကိုတက်ပြီးတော့အိမ်ချုပ်ကိုမီးရှို့သွားတယ်တက်သွားတဲ့ပြည်သူ3ယောက်ဆိုတာကလည်းမကြသေးခင်ကမှချမ်းဖက်စစ်ခွတ်တဲ့စစ်ကြောင်းမှာကျွန်တော်တို့အောင်ချမ်းသာရွာကိုဝင်လာတဲ့အချိန်မှာဖမ်းဆီးသွားကြတဲ့ဖမ်းဆီးခံလိုက်ရတဲ့သူတွေဖြစ်တယ်ဆိုတော့အဲ့ဒီ3ယောက်လုံးရွာထဲကိုပြန်ခေါ်လာပြီးတော့အဲ့ဒီရွာထဲမှာပဲတက်ဖြတ်ခဲ့ကြတာဖြစ်တယ်အဲ့ဒီအကြောင်းကိုတေချာလေးသိတယ်ပေါ့နော်ဒေသခံပြည်သူအနေနဲ့တော်တော်လေးကိုရုံမှရိုင်းဆိုင်လွန်းတဲ့ကျန်းဖက်စစ်ခွတ်တက်ကကောင်းတွေကိုအော်နှလုံးနာပြီးတော့ယွန်ရှာနေတယ်လို့ကျွန်တော်တို့ပြန်လဲသိရှိထားတာဖြစ်တယ်မြစ်တကူညအောင်ချမ်းသာရွာကိုစီးနှင်းတဲ့အကျန်းဖက်စစ်ခွတ်တက်စစ်ကြောင်းစုစုပေါင်းဒေသခံပြည်သူ10ဦးကိုဖမ်းဆီးသွားတယ်9ဦးကိုပြန်လွတ်လာတယ်ပြီးတော့3ဦးကတော့ကျွန်တော်တို့အပေါ်မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းပဲရွာထဲကိုပြန်ခေါ်ပြီးတော့သူတို့သိချင်တဲ့အိမ်တွေသူတို့ဖော်ခိုင်းတဲ့ကိစ္စတွေကိုဖော်ပြီးတော့မှကျွန်တော်တို့တပ်ဖြတ်လိုက်တာလို့ကျွန်တော်တို့ပြန်ပြီးတော့သိရှိထားရတယ်ဆိုတော့အဲ့ဒီထဲမှာပျောက်နေတဲ့သူတွေလည်းပဲရှိနေတယ်ဘယ်နေရာမှာဘယ်လိုမျိုးဒါတပ်ဖြတ်ခံလိုက်ရလဲဆိုတာကိုတော့ကျွန်တော်တို့ဒေသခံပြည်သူအနေနဲ့ပေါ့နော်စုံစမ်းဖို့ဆိုတာလည်းခက်ခဲပါတယ်ဆိုတော့ပျောက်နေတဲ့သူတွေတကယ်အသက်ခံလိုက်ရတာလားဆိုတာကလည်းဘယ်သူမှမေးလို့မရတဲ့အခြေအနေတွေကြုံတွေ့နေရတာပါဒါကလက်ရှိကျွန်တော်တို့ပြည်သူတွေနေ့စဉ်ခံစားနေရတဲ့အခြေအနေပါထပ်ပြီးတော့ဖန်ဆီးခံရသူအမျိုးသားအမျိုးသမီးဖုံကြီးဦးစင်းကိုရင်စုစုပေါင်း15ဦးခန့်ရှိတယ်ဒီနေ့ထိတော့ဆက်သွယ်မရသေးဘူးလို့လည်းဆိုပါတယ်ဆိုတော့ရဟန်းတန်ဃာနဲ့ပြည်သူတွေကိုဖန်ဆီးသွားတဲ့အပြင်ဖုံးတော်ကြီးကျောင်းမှာရှိတဲ့ကားနဲ့တန်ဖိုးရှိပစ္စည်းတွေကိုပါကျွန်တော်တို့ဖောက်ထွင်းလူရက်ပြီးတော့တည်ဆောင်သွားတာဖြစ်တယ်လို့ကျွန်တော်တို့အဲ့ဒီမှာနေတဲ့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်ဒါကချမ်းဖက်စစ်ခွတ်တဲ့မိစ္ဆာဝါဒရုပ်မှာရိုင်းဆိုင်တဲ့ကောင်တွေရဲ့လုပ်ရက်တွေဖြစ်တယ်ကျွန်တော်တို့ကိုလည်းပဲသူတို့လိုပဲဖြစ်စေချင်တာကျွန်တော်တို့ကိုလည်းသူတို့လိုပဲဖန်စီတက်ဖြတ်ညံ့မှန်နှိပ်စက်လူယူခိုးဆိုးလူနိုင်ဒါဟုသူတို့ကပုံပေါ်နေတာလက်ရှိချိန်မှာသူတို့ညင်းလို့မရတဲ့အချက်လက်တွေကကဘာကြီးနေရာတိုင်းကိုရောက်ရှိနေပြီကျွန်တော်တော်တော်များများပြည်သူကလည်းတကယ်ကိုဒါဘယ်လိုပြောမလဲတော့လက်ရှိချိန်မှာအရန်ကိုတော်တဲ့သူတွေဖြစ်တယ်အရင်တော့လို့သူတို့ဖော်ပြတဲ့ဒါကြေးမုံတို့မြမလင်းလို့တော့ဖတ်တဲ့သူတွေမဟုတ်ဘူးမြမအတန်မြောက်ရီလောက်ပဲကြည့်တဲ့သူတွေမဟုတ်ဘူးအခုဆိုရင်မြမအတန်မြောက်ရီဘာညာဆိုတဲ့သတင်းတွေလည်းဘယ်သူမှမကြည့်ဘူးဘယ်သူမှလည်းဖတ်မလို့ဘူးလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတကယ်ကိုကျွန်တော်တို့ဒါပေါ့နော်ဒီအာရှမှာအရှင်းတော်အာရှမှာအသုံးများပါတယ်ဆိုတော့Facebook လို့ TikTok လို့နေရာမျိုးမှာတော့မှကျန်းဖက်စစ်ခွတ်တက်နဲ့ပတ်သက်တဲ့ page တွေအကုန်လုံးကို Facebook ကနေပြီးတော့ဖြုတ်ချခဲ့တဲ့အကြောင်းအရာတွေတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် TikTok မှာလည်းထုံးနှင်းကောင်းပါဟုတ်ပြီဒီအချိန်ဒီမှာကျွန်တော်တို့အထူးသတိပြုရမှာကသူတို့ဖြစ်စေခြင်းတဲ့ပုံစံအတိုင်း
ကျွန်တော်တို့လိုက်လို့မရကျွန်တော်တို့ဖြစ်လို့မရကျွန်တော်ဒီအချိန်မှာစီးလုံးမှုလိုတယ်ကျွန်တော်တို့ဒီအချိန်မှာတူးနဲ့တူးကြောချင်းကတ်ထားဖို့လိုတယ်ကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်တို့ခံခဲ့ရတဲ့အတွေ့အကြုံတွေကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်ပါတယ်ဘသူ့ကိုမှသွားမေးစရာမလိုကုလသမဂ္ဂကိုသွားမေးစရာမလို ICC ICJ မှာလည်းသွားမေးစရာမလိုအမေရိကန်ကိုလည်းသွားမေးစရာမလို UK ကိုလည်းသွားမေးစရာမလိုကျွန်တော်ပြည်တွင်းမှာကျွန်တော်တို့ခံခဲ့ရတဲ့အကြောင်းကျွန်တော်တို့အကောင့်အသိဆုံးမှုပါကျွန်တော်နိုင်ငံအခုလိုမျိုးဖြစ်ပြနေတာတွေရက်တင်ကျွန်တော်တို့ဘယ်လိုရက်ကြမလဲကျွန်တော်စီလုံးကြမယ်ကျွန်တော်ညူကြမယ်တုံးနဲ့တူရင်ထပ်ပို့ပြီးတော့ချစ်ကြမယ်ပြီးတော့ရင်ကျွန်တော်တော်လာတက်ဖွဲ့ဝင်ရဲဘော်တွေရဲဘော်တွေကိုထောက်ပံ့ကူညီဖို့အတွက်ကျွန်တော်မိဘပြည်သူတူချင်းစီတိုင်းရဲ့ဒါအရန်အရေးကြီးတယ်မိဘပြည်သူတွေအကူအညီမရရင်ဒီတော်လှန်ရေးလဲကျွန်တော်တို့ခီးဆုံးတိုင်ရှောက်ဖို့အရန်ကိုခတ်ပါတယ်တက်နိုင်ဆုံးဝင်ရင်ကူညီပါလို့ဒီကနေပြီးပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းကျွန်တော်အမြဲတမ်းကြိုးစားပေးပါမယ်လက်နက်ပေးစစ်ပေးကပိကျောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တူချင်းစတဲ့မြင်းနဲ့ကင်းရှင်းပါကြောင်းလေးနဲ့ဆူတောင်းခြင်းနဲ့